မင်္ဂလာပါရှင်ညီမတို့ဒီနေ့သွေးမတူကြောက်ကအမျိုးအစားအတွက်အစားထိုးဖို့အတွက်ဒီနေ့ဘာစားလုပ်လဲဆိုတော့ဘာထပ်လုပ်လဲဆိုတော့တခြားဆေးရုံသွားပြီး antibody စစ်ပါတယ် antibody စစ်ပါတယ်ပြီးသွေးကိုဘယ်လောက်လက်ခံနိုင်လဲညီမရဲ့အမျိုးသားကိုလက်ခံတဲ့သူကို recipient ကိုစစ်ပါတယ်ပြီးတော့ညီမတို့အခုအဲ့မှာစစ်ပြီးတော့ညီမတို့ခွဲစိတ်မဲ့ဆေးရုံ MJM ကိုပြန်ရောက်လာပါတယ်ပြန်ရောက်လာပြီးတော့ညီမတို့က plasma ထပ်လုပ်ပါတယ် plasma ကဒီနေ့နဲ့ဆိုရင်3ချိန်မြောက်ဖြစ်သွားပြီပေါ့နော်3ချိန်မြောက် plasma လောက်တာပေါ့သွေးရည်ကြီး plasma လောက်ပါတယ်ညီမနောက်ပိုင်းလေးမှာ plasma လောက်တဲ့ဥစ္စာလေးကိုပြောပြပေးပါမယ်ဗီဒီယိုလေးလည်းတစ်ခါတည်းဒီထဲမှာထည့်ပေးထားမှာပဲညီမကို like and subscribe လေးလုပ်ပေးထားပါနော်plasma ဆိုတာကသွေးရည်ကြီးပေါ့သွေးရနေဥစ္စာကိုထုတ်ထားတဲ့သွေးရည်ကြီးအနောက်ကလေးအဲ့ဒါလေးတွေကို10ထုတ်ချိတ်တာပါ9ထုတ်တစ်ဖြတ်မှာဆိုဒီယမ်ကလိုရိုက်ဆိုတဲ့ဥစ္စာထပ်ချိတ်တယ်ပေါ့ပြီးသွားရင်နောက်တော့9ထုတ်တစ်ဖြတ်မှာဆိုဒီယမ်ကလိုရိုက်ဥစ္စာကိုထပ်ချိတ်ပါတယ်သူကကြောက်ကဆေးသလိုပါပဲကြောက်ကဆေးရဲ့အပေါက်ကနေပြီးရေကိုရေဆက်ချသလိုပေါ့ drip ကိုအဲ့လိုတစ်ဆက်ချင်းစီမဟုတ်ဘူးအဲ့လိုမျိုးနည်းနည်းတွတ်တွတ်လေးချပြီးတော့အဲ့လိုမျိုးသွင်းတာပေါ့နော်အဲ့လို plasma လောက်တာပေါ့ရိုးရိုးညီမတို့ဒီလိုလက်ခုံကအကြောတွေဘာတွေကထိုးမယ်ဆိုရင်သူကတစ်ဆက်ချင်းစီပဲချမှာဖြစ်မှာလေသူကသွေးကြောတွေကိုဓာတ်လိုက်ထည့်တဲ့ပုံစံမျိုးသွေးကြောတွေကိုဓာတ်လိုက်ထည့်ရတော့ညီမအမျိုးသားကဘယ်ဘက်လက်မှာသူကဟိုနေပေါ့ခွဲစိတ်ထားတယ်ပေါ့ဘယ်ဘက်လက်မှာသွေးကြောခွဲစိတ်ထားတယ်ဆိုတာဟိုနေပေါ့အကြောမွေးထားတာပေါ့နော်အကြောမွေးထားတဲ့နေရာကနေပြီးတော့ပဲအဲ့နေရာကနေအက်ကိုအသွားပြန်ထုတ်ပြီးတော့ကြောက်ကဆေးတဲ့ဆက်နဲ့ assistant လုပ်ပြီးတော့သူတို့တခါတည်းထုတ်တာပေါ့နော်ဆေးတာပေါ့ဆေးပြီးတော့အဲ့မှာသူက plasma 18ပါတယ်ပေါ့နော်သွေးရည်ကြီး18ပါတယ်ညီမတို့ရဲ့ruby ငွေနဲ့ဆိုရင်4000ကျော်ကျပါတယ်4800ကျော်လောက်ကျပါတယ်မြန်မာငွေနဲ့ဆိုရင်4800ဆိုတော့မြန်မာငွေနဲ့ဆိုရင်4000နဲ့12သိန်းဟိုနေ့လောက်ကျပါပေါ့မြန်မာငွေနဲ့ဆိုရင်18သိန်းဝန်းကျင်လောက်တော့ကျတယ်ပေါ့နော်အဲ့လောက်ကျပါတယ်အဲ့ဒါကိုညီမတို့က5ချိန်6ချိန်လုံးရမယ်လို့တော့ပြောရပေါ့နော်ညီမတို့ဇရာခွက်ထဲမှာတော့သူတို့ပေးထားတဲ့ဇရာခွက်ထဲမှာတော့4ချိန်လို့တော့ပြောထားရပေါ့နော်အခုအဲ့ဒါညီမပြောချင်တာကအဲ့ဒါက plasma သွေးရည်ကြီးအောင်သွားပြီဆိုတော့ညီမတို့ကြောက်ကသွေးမတူတဲ့ကြောက်ကအမျိုးအစားခွဲစိတ်ကိုလုပ်တော့မှာပေါ့နော်ညီမကကြတော့ပြီးသွေးပါညီမမျိုးသားကြတော့အိုသွေးပေါ့အိုသွေးကပြီးသွေးကိုဘယ်လောက်လက်ခံနိုင်လဲဥစ္စာကို plasma နဲ့စမ်းသပ်တယ်ပေါ့နော်အဲ့ plasma ရဲ့သူကကြတော့ side effect ကကြတော့အသားရတယ်ပြီးသွားရင်ဖျားချင်တယ်ပြီးတော့ဟိုနေကိုလက်မအင်တာတွေဖြစ်တယ်ပေါ့နော်မူးတယ်မော်တယ်အန်တယ်အဲ့လိုမျိုးစုံဖြစ်တတ်တယ်ပေါ့အဲ့လိုဖြစ်တယ်ဆိုရင်သူကရားပြီဆိုရင်ညီမမျိုးသားပထမတစ်ချိန်လောက်တော့ဆိုရင်အသားရတယ်ရားတဲ့အတွက်ရားပြည့်ပြီးထိုးရတယ်ဒုတိယတစ်ချိန်မှာတော့မဖြစ်တော့အခုတတိယတစ်ချိန်မှာတော့အခုသွင်းနေစေတက်တယ်ပေါ့နော်သွင်းနေစေဥစ္စာကိုညီမပြပေးပါမယ်အခုကညီမတို့ plasma လုပ်ပြီးနောက်ထပ် plasma ရင်းနဲ့နှိမ့်တိုင်းထပ်လုပ်ရမှာမနေ့ပြန်ကြရင်လည်းကြောက်ကဆေးရမယ်ကြောက်ကဆေးပြီးရင် plasma တက်လုပ်ရမယ်တပတ်ခါကိုလည်းကြောက်ကတပတ်ကကျတော့ကြောက်ကမဆေးရတော့ plasma လောက်ကမယ်တောက်ကြနေကျတော့ကြောက်ကဆေးမယ် plasma လုပ်မယ်တောက်ကြနေကျတော့ plasma လုပ်တခါဆေးုံတန်းတက်တာပေါ့နော်စနေနေ့ကျတော့ခွဲစိတ်မယ်ပေါ့ညီမပုံစံလေးတစ်ချက်ပြပေးမယ်နော်ညီမအမျိုးသား plasma လုပ်တဲ့အခန်းကိုသွားနေရပါတော့တစ်ချက်ပြပေးပါမယ်ရှင်ဒါကြောက်ကဆေးတဲ့စီမှာပဲသူတို့ plasma လုပ်လိုက်တာဆိုတော့လေကြောက်ကဆေးတဲ့စီကိုပဲသွားမှာပေါ့နော်ဒါကကြောက်ကဆေးတဲ့စီမှာစောင့်ကြတာပေါ့နော်ညာတိုင်ပေးထားမလားရပါplasma လောက်ဒါကသွေးရည်ကြီးထုတ်သွေးရည်ကြီးထုတ်သွေးရည်ကြီးချက်သွေးရည်ကြီးထုတ်တော့သွေးရည်ကြီးချက်တော့သွေးရည်ကြီးလာတဲ့ပုံဒါ plasma လောက်နေတော့နော်ကြောက်ကစီးတဲ့အပေါက်ကဒီကနေ insistent ပြပြီးလောက်ထားplasma လောက်ထားဟိုဘက်ကကျတော့သွေးရည်ကြီးအိတ်တွေပေါ့နော်သွေးတွေက plasma ဒီသွေး plasma တွေကိုထုတ်ထားတဲ့ဥစ္စာဒီဥစ္စာဒီနေ့တော့လေး6 9 8 9ပြီးကနေပြီးကနေတစ်ထုပ်ပဲကျန်တော့တယ်ဟုတ်ကဲ့ရှင်ညီမ channel လေးကိုသဘောကျတယ်ဆိုတော့ like and subscribe လုပ်ပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်